ခုံတော်ပွားများပြီဆိုလို့ရှိရင်တော့ဘယ်လိုပွားရမလဲဣတိပိသောဘဂဝါဣတိပိဆိုတာအကြောင်းကိုရည်ညွှန်းတာသောဘဂဝါကိုယ်စိတ်ထဲမှာသောဘဂဝါငါကြည်ညိုတဲ့ငါကိုးကွယ်တဲ့အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားဟာလို့အဓိပ္ပာယ်ရတယ်သောဘဂဝါဆိုတာဒီငါကြည်ညိုကိုးကွယ်တဲ့တလောလကလုံးကလေးစားရတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဟာဒီနေရာမှာဘဂဝါလို့ခေါ်လိုက်တာအလွန်လေးစားတတ်တဲ့ပုဂ္ဂိုလ်တွေကိုသုံးတဲ့အိန္ဒိယစကားလုံးတစ်ခုပဲခဏတောင်မှပဲအိန္ဒိယနိုင်ငံမှာဘဂဝါလို့သုံးနေရှိတယ်တကယ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုဘဂဝါလို့သုံးတယ်သူတို့နော်အဲ့ဒီဘဂဝါလို့သုံးတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်ဂုရုကြီးလို့အဓိပ္ပာယ်ရတယ်ဂုရုကြီးထဲမှာပို့ပြီးတော့လေးစားတဲ့ဂုရုကြီးတွေကြတော့ဘဂဝါလို့ခေါ်လိုက်တာသူတို့ဒါအိန္ဒိယနိုင်ငံအသုံးစကားတစ်ခုပဲဘဂဝါဆိုတာအလွန်ကိုကြည်မြတ်တယ်သူတို့လေးစားရတဲ့ပုဂ္ဂိုလ်အလွန်လေးစားတတ်တဲ့ဂုရုကြီးတွေဒါကြောင့်မို့လို့အထက်ကရာဆရာကဘဂဝါတိဂုရုဒီလိုဖွင့်တာဘဂဝါတိဂရုကရုံဟိလောကေဘဂဝါတိဥစ္စာတိလောကလူတွေကလေးစားအပ်တဲ့ဂုရုတွေကိုဘဂဝါလို့ခေါ်ကြပါတယ်ဆိုတာဒီပါဠိစာပေမှာနေမဲ့ဒီဟာဖွင့်ဆိုပြထားတာရှိတယ်အထက်ကရာကျမ်းတွေဟာအဲ့တိုင်းပဲရေးတယ်နော်ဘဂဝါတိဂရုဘဂဝါတိဂုရုခုခေတ်တောင်းတဲ့ဘဂဝါဆိုတာဂုရုကိုခေါ်ရတဲ့ဂရုဟိလောကေဘဂဝါတိဟောစတိဂုရုကိုလူတွေကဘဂဝါလို့ခေါ်ကြတယ်ဟောဒီအဓိပ္ပာယ်နဲ့ဖွင့်ပြဘာလို့လဲဆိုရင်လောကကြီးတစ်ခုလုံးရဲ့အလေးပြုအပ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်မြတ်စွာဘုရားဟာကိုချင်းတိလနဲ့နိုင်ရှင်ပဲဆိုလဲသူ့ကိုတာတဲ့ပုဂ္ဂိုလ်မပြောနဲ့မှီတဲ့ပုဂ္ဂိုလ်တော့မရှိဘူးတမာတိနဲ့နိုင်ရှင်လိုက်ပြန်ရင်လေဖရာတဲ့တာတဲ့ပုဂ္ဂိုလ်မဆိုထားနဲ့တူတဲ့ပုဂ္ဂိုလ်တော့မရှိဘူးပညာအားဖြင့်လေဖရာတဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမပြောနဲ့တူတဲ့ပုဂ္ဂိုလ်မပြောနဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတူတဲ့ပုဂ္ဂိုလ်တော့မရှိဘူးလို့ဒီလိုဆိုလိုတယ်ပေါ့နော်ဒါကြောင့်မို့လောကလုံးကဥညွတ်လေးစားရတဲ့ပုဂ္ဂိုလ်သူမြတ်မို့ဘဂဝါလို့ဒီလိုခေါ်တာအဲ့ဒီမှာကြည်ဣတိပိသောဘဂဝါသောဘဂဝါမြန်မာလူတော့အမျိုးမျိုးပြန်ကြတယ်ဘုန်းတော်ကြီးမာထိုရှင်တော်မြတ်ဖရာသည်ကိုယ်စိတ်ထဲမှာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဣတိပိဆိုတာဒီအကြောင်းတွေကြောင့်အရဟံဆိုတဲ့အရည်ချင်းတွေရှိပါပေတယ်လို့ဒီလိုပြောနှလုံးသွင်းတဲ့အခါမှာအဲ့ဒါလို့နှလုံးသွင်းရမယ်အကြောင်းနဲ့ဂုဏ်အရည်ချင်းကိုသိရမယ်။ဩဒီပုဂ္ဂိုလ်သူများဟာဒီအရည်ချင်းတွေရှိပါလား။ဒါကြောင့်မို့တကယ်အရဟံမလားဆိုတဲ့အတွေးနဲ့မြတ်စွာဘုရားဂုဏ်တော်ပေါ်မှာတတိအမှတ်ရပြီးတော့ဆင်ញင်စဉ်းစားနေမှုနော်။သမ္မာသင်္ကပ္ပဆိုတဲ့မှန်ကန်တဲ့အတွေးတွေနဲ့ဒီတရားဓမ္မကျင့်ကြံကြုတ်ကုန်တာတတိထားနေတာတတိကိုအဓိကထားပြီးတော့ပြောတာတတိရှိလို့ရှိရင်ပညာကလည်းဖြစ်လာမြတ်စွာဘုရားအပေါ်မှာဆန်းစစ်လေ့လာတဲ့အခါမှာဒီအကြောင်းတွေကြောင့်ဒီအချက်တွေကြောင့်ဘုရားဟာတကယ်ဘဂဝါပါလားလို့အရဟံပါလားလို့လက်ခံလာတယ်ကျင့်တတ်လာအဲ့ဒီကျင့်တတ်လာသည့်ထိအောင်နှလုံးသွင်းရမှာအဲ့ဒီလိုမဟုတ်ဘဲနဲ့အရဟံ6ချက်လုပ်နေမရဘူးနော်ဘုရားကုံတော်မထီရောက်ဘူး6ချက်ဆိုတာပရိကြတာကိုပြောတာနော်ပရိလုံးလေးချပြီးတော့ဒီဂုံတော်ဘလောက်ရွတ်တယ်ဆိုတဲ့အရွတ်ဆိုတာကအားလုံးအမဲသားစားဘူးမှာပဲဝါလို့မှမရတာသိဝမှာလည်းမဟုတ်ဘူးနော်အဲ့တော့ဒီမရွတ်ရဘူးတော့မဟုတ်ဘူးအရေးကြီးတာကမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုသိဖို့ကြိုးစားရည်ချင်းကိုသိမှစိတ်ထဲမှာနှစ်ကဖြစ်လာရွရင်နှလုံးသွင်းရင်တော့ကိစ္စမရှိဘူးပေါ့အရေးအတွက်ကဏ္ဍပေါ်မှာစိတ်ရောက်နေလို့ရှိရင်ဘုရားပေါ်မှာစိတ်မရောက်ဘူးအဲ့ဒါကိုယ့်ကိုစဉ်းစားကြည့်ပေါ့အဲ့တော့စဉ်းစားရမှာ
သောဘဂဝါဣတိပိအရဟံသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောလို့ပါဠိလိုကြတော့ဒီလိုပြောမြန်မာလိုပြောတဲ့အခါတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဒီအချက်တွေကြောင့်အရဟံခုံတော်နဲ့ပြည့်စုံပါပေတယ်လို့စိတ်ထဲမှာသဘောကျလာသည့်ထိအောင်အကျဉ်းချင်းအထက်တတိမပြတ်တတိကပ်ပြီးတော့စဉ်းစားဆင်ခြင်သုံးသပ်နေဖို့လိုတယ်ဒါကိုဘုရားနုတ္တိဘာဝနာပွားတယ်လို့ခေါ်တာအဲ့ဒီလိုသာစနစ်တကျပွားမယ်ဆိုလို့ရှိရင်ဂုံတော်ပွားနေတဲ့အချိန်မှာရာဂဒေါသမောဟဆိုတာတွေဖြစ်မှာမဟုတ်ဘူးနော်အမှန်တမ်းကြည်နူးဝယ်ရာတွေစိတ်ထဲမှာကျင့်တတ်စရာတွေပဲဖြစ်လာပြီးတော့တမာရိရလာမှာဖြစ်ပါတယ်အေးဒါကြောင့်မို့ဘယ်အလုပ်ပဲဖြစ်ဖြစ်စနစ်တကျလုပ်ရမယ်သိလဲသိရမယ်ဘုရားမြတ်စွာရဲ့အဆုံးအမဘုရားသာသနာမှာဒီဘုရားကိုကိုးကွယ်ကြတဲ့ဒီဘုရားဘာသာဝင်သူတော်စင်တွေဟာယုံပြီးတော့မသိရတဲ့ဟာတခုမှမရှိဘူးယုံသာယုံရမှာမဟုတ်ဘူးတကယ်ကိုသိရှိနားလည်အောင်လုပ်ကြရတာဘုရားဘာသာမှာတရားနဲ့ပညာဆိုလို့ရှိရင်ပညာကိုအဓိကထားတာပေါ့တရားပါတဲ့ပညာပါတဲ့တရားမျိုးသာနဲ့ဒီမှာကတန်ဖိုးရှိတယ်လို့ဆိုတာဒါကြောင့်မို့လို့ဒီပညာဆိုတာလေ့လာစီးပူအားထုတ်ကြဗုဒ္ဓဘာသာတွေဟာပညာဗုဒ္ဓဘာသာဖြစ်ဖို့လိုတယ်ပေါ့တရားဗုဒ္ဓဘာသာကြီးပဲဖြစ်စေရဘူးပညာဗုဒ္ဓဘာသာဖြစ်တယ်တရားဗုဒ္ဓဘာသာဆိုတာမခိုင်မြဲဘူးအပြောကောင်းလို့ရှိရင်ပျောက်သွားတယ်သူကတရားတရားဆိုတာပညာပါမှဘယ်သူပြောလှုပ်ရှားလို့မရတော့ခိုင်မာတယ်ကိုယ့်ကိုနှစ်ကာသိထားတယ်အဲ့ဒါလိုဖြစ်ရဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အရဟံဂုဏ်တော်လို့ခေါင်းစဉ်တတ်ထားတဲ့အတိုင်းအရဟံဆိုတဲ့အဓိပ္ပာယ်ကို၅မျိုးခွဲခြားပြီးတော့မှတ်ရတယ်နံပါတ်1ကဝေးကွာခြင်းအရဟရဲ့အဓိပ္ပာယ်နံပါတ်1ကဝေးကွာခြင်းဘာတွေနဲ့ဝေးကွာတာတုံးဆိုလို့ရှိရင်လောဘတွေဒေါသတွေမောဟတွေမာမနတွေစိတ်ထဲမှာနှလုံးထဲမှာပူလောင်စေတတ်တဲ့အကုသိုလ်အညစ်အကြေးတွေကဝေးကွာလုံးဝဝေးကွာတယ်သူ့ဘာသူဝေးကွာတာလားလို့ဆိုမဟုတ်ဘူးသောတာပတ္တိမက်နဲ့ဖယ်ရှားလိုက်တယ်သဂရဂါမိမက်နဲ့ဖယ်ရှားလိုက်တယ်အနာဂါမိမက်နဲ့ဖယ်ရှားလိုက်တယ်အရဟံတက်မက်နဲ့ဖယ်ရှားလိုက်တယ်ကိလေသာတွေနဲ့မြတ်စွာဘုရားရဲ့စိတ်ဟာဘယ်တော့မှမဆက်ဘူးအဝေးကြီးဖြစ်သွားပြီခွဲထုတ်လိုက်ပြီလို့ဒီလိုပြောတာနော်ဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာကျတော့ခွဲမရတော့အောင်လောဘဒေါသမောဟတွေကတွဲဖက်နေတာလေမြတ်စွာဘုရားကျတော့အေးလောဘတွေကလည်းဝေးသွားပြီဒေါသတွေနဲ့လည်းဝေးသွားပြီမောဟတွေနဲ့လည်းဝေးသွားပြီကိလေသာအပူတွေနဲ့လည်းဝေးသွားပြီဒါကြောင့်မို့မြတ်စွာဘုရားရဲ့ရင်ထဲနှလုံးထဲစိတ်နှလုံးဟာဘလောက်အေးချမ်းနေမယ်ဆိုတော့စဉ်းစားကြည့်ပူတယ်ဆိုတာကိလေသာတွေကြောင့်ပူတာလေကိလေသာမရှိရင်စိတ်နှလုံးဟာအေးချမ်းတယ်ဒါကြောင့်မို့အရဟရဲ့အဓိပ္ပာယ်ကအာရကဝေးကွာခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ကိလေသာတွေကနေဝေးကွာနေတယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားဟာအရဟံဆိုတဲ့အဲ့ဒါလို့ဆင်ញင်စဉ်းစားဖို့လိုတယ်ပေါ့နော်ဆင်ញင်စဉ်းစားဖို့လိုတယ်ဒါမို့စာပေကျမ်းကဘယ်လိုရေးထားတုံးဆိုမက်၄ပါးနဲ့ကိလေသာတွေကိုဖယ်ရှားဖျက်ဆီးပစ်ထားတာဖြစ်သောကြောင့်နဲ့မြတ်စွာဘုရားဟာကိလေသာတွေနဲ့အလွန်ကိုဝေးတယ်အလွန်ကိုဝေးတယ်လို့ပြောတဲ့အခါမှာယဟန္တာတွေရောကိလေသာရှိသေးလားလို့ဆိုမရှိဘူးမရှိပေမဲ့လို့ယဟန္တာတွေမှာဘာတွေလက်ကျန်ဖြစ်နေတုံးဆိုလို့ရှိရင်အနတ်အသက်တွေကျန်နေတယ်လောဘတော့ပယ်လိုက်ပြီလောဘရဲ့အနတ်အသက်ကျန်နေတယ်ဒေါသတော့ပယ်လိုက်ပြီအနတ်အသက်ကျန်တယ်မောဟပယ်လိုက်တယ်အနတ်အသက်တွေကျန်တယ်ငကိုပင်ကိုဇယိုက်တွေကမပြောက်ဘူးယဟန္တာဖြစ်သွားပြီပဲလို့မြတ်စွာဘုရားကျတော့လောဘရဲ့အငွေ့အသက်ဒေါသအငွေ့အသက်မောဟရဲ့အငွေ့အသက်ကိလေသာတွေရဲ့အငွေ့အသက်တခုမှမကြဘူးဒါကြောင့်မို့လို့ဘုရားကျတော့ဝါဒနာနဲ့တကွကိလေသာတွေကိုဖယ်တယ်လို့ပြောတယ်ယဟန္တာပုဂ္ဂိုလ်တွေလည်းပဲအရတ္တမက်တော့ရတာပဲဒါပေမဲ့
ဝါဒနာလေးကိုတော့မပယ်နိုင်ဘူးတဲ့အခုခေတ်ကလူတွေကတော့သူတို့ဝါဒနာအလွန်ကြီးတာကြတော့ဝါဒနာကိုမတားနဲ့ဆိုပြီးမဟုတ်တာတွေလုပ်တာနော်ဝါဒနာတားရင်တော့ဝါဒနာကိုမတားနဲ့ဆိုပြီးတော့အဲ့တော့မြတ်စွာဘုရားကျတော့အဲ့ဒီဝါဒနာဆိုတဲ့ကိလေသာရဲ့အငွေ့အသက်ကိလေသာရဲ့တတ္တိအဲ့ဒီကိလေသာရဲ့တတ္တိဟာလုံးဝမရှိတော့သည့်အတွက်ကြောင့်ကိလေသာတွေကဝေကွာသူဆိုတဲ့ဂုဏ်ဟာယဟန္တာပုဂ္ဂိုလ်တွေမှာတောင်မထိုက်တာဘူးဘုရားမှာထိုက်တာနော်ဒါကြောင့်အရဟံဆိုဒီမှာကိလေသာတွေကဝေကွာနေခြင်းဆိုတဲ့အရည်ချင်းတစ်ခုမှတ်သားကြရမယ်ဘုရားမှာဝါသနာနဲ့လည်းကိလေသာတွေရှင်တဲ့နှလုံးထဲမှာပူလောင်စေတတ်တဲ့စိတ်ကိုညှဉ်းနှွမ်းစေတတ်တဲ့ကိလေသာတွေအလုံးကိုဖယ်ရှားပြီးဖြစ်လို့ကိလေသာအညစ်အကြေးတွေကကင်းဝေးကွာနေတဲ့ပုဂ္ဂိုလ်မြတ်ဖြစ်သောကြောင့်အရဟံလို့စိတ်ထဲမှာတယ်လို့နှလုံးသွင်းရအကျဉ်းချင်းအထက်ထက်ဒါလေးကြီးပဲတွေးနေခုခေတ်ကတော့လူတွေလောက်တတ်ပါတယ်လေသချင်းဆိုတာတောင် repetition နေအများကြီးလေအဲ့တော့ဂုံတော်ကြတော့ repetition လုပ်လိုက်ပေါ့အဲ့လိုကလားတွေတောင်မှသချင်းဆိုရင်ဘုံလေးခောက်ပြီးစီတာရန်နဲ့တဏိကုံလုံးနော်အော်နာတဏိကုံအော်နာသူတို့ဒီစကလုံးလေးတစ်လုံးနဲ့တင်အော်တာအများကြီးမဟုတ်ဘူးအဲ့တော့ဒီကိုယ်တဏ္ဍာမှာဒီ repetition ဖြစ်နေအောင်ကိလေသာတွေကဝေးကွာနေလို့ဝေးကွာခြင်းဆိုတဲ့အကြောင်းကြောင့်ဒုကိုးွယ်တဲ့မြတ်စွာဘုရားဟာတကယ်အရဟံမလားကျန်တဲ့ပုဂ္ဂိုလ်တွေကကိလေသာတွေနဲ့အလွန်လုံးထွေးနေတာမဝေးဘူးကတ်နေတယ်နော်ဝေးတယ်လို့ထင်ပေမဲ့လို့တော့ကြရောက်လာပြန်ပြီဒေါသမရှိဘူးသဘောကောင်းတယ်လို့ထင်တယ်တော့ကြရောက်လာပြန်ပြီဒေါသကလောဘမရှိဘူးလို့ထင်တယ်တော့ကြရောက်လာပြန်ပြီစိတ်ထဲကပေါ်လာတာလေမြတ်စွာဘုရားကျတော့အဲ့လိုမဟုတ်ဘူးပြန်ပြီးတော့ကိလေသာတွေကပြန်ကတ်နိုင်စွာမရှိတော့အောင်ကွာလှမ်းသွားပြီဖယ်ရှားပြစ်လိုက်ပြီးပြီလုံးဝဘယ်တော့မှပြန်မလာတော့ဘူးဒီလိုဆိုတာပေါ့နော်